ဒီဘိုကြောင့်မှာမကုံလင့်တာမကုံအောင်အရဟတမဖြစ်အောင်အလျော်လွတ်နေအောင်စီမံနိုင်ရင်အိမ်ထောင်ရှင်မှဗီဒတယ်လို့ချီးကျူးကြပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့စီမံကုတ်ကဲမှုအောက်ကအစားအသောက်တွေဟာဘေးကင်းဖို့လည်းအရေးကြီးပါတယ်။မဟုတ်ရင်ကိုမိသားစုကိုအစိတ်တွေကျွေးနေတယ်လို့ဖြစ်နေပါလိမ့်မယ်။မမျောတင်တာနှမျောပါ။ဒါပေမဲ့ကျမ်းမာရေးအတိတော့စီထားဖို့အရေးကြီးလာပါတယ်။အစီအစဉ်လေးမတင်ဆက်ခင်မှာကျွန်တော်ရဲ့ Happy Happy White Channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်ဗီဒီယိုတင်လိုက်သိနိုင်အောင်ဘေးကနိုတွေပဲခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးကြပါဦးခင်ဗျာ။အရင်နေ့ကကြံတဲ့ပဲအစားအစာကိုမစိုးမတိုးရင်စားလို့ရတယ်ပြန်နှွေးလိုက်ရင်ကိုးတည်တာပဲဘာမှမဖြစ်ဘူးဆိုတဲ့အသွေးကိုအမြဲမတွေးချင်တာပါပြန်နှွေးစားလို့ရတဲ့အစားအစာပြန်မနှွေးတဲ့အစားအစာဆိုတာရှိပါတယ်ပြန်နှွေးစားခြင်းဟာအချိန်ကုန်တတ်တာစေပြီးအဆင်ပြေစေတယ်ဆိုပေမဲ့တချို့အစားအစာတွေကိုပြန်နှွေးစားရင်ကျန်းမာရေးအတွက်မကောင်းတဲ့အပြင်အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်ဒါကြောင့်ပြန်နှွေးမစားတဲ့အစားအစာတွေကိုတိထားဖို့အရေးကြီးလာပါတယ်ဆက်လက်ဖော်ပြမယ့်အစားအစာတွေကိုပြန်နှွေးစားခြင်းကိုတော့ရှောင်ကြဉ်သင့်ပါတယ်ခင်ဗျာနံပါတ်1အာလူမှာဗီတာမင် B6 ပိုတက်ဆီယမ်ဗီတာမင် C ကျွဲပါတယ်ဆိုပေမဲ့ခါပြန်နှွေးပြီးစားရင် Clostridium botulinum လို့ခေါ်တဲ့ဘက်တီးရီးယားကိုဖြစ်လာစေနိုင်ပါတယ်အခန့်အပူချိန်မှာထားရင်တော့ပိုးကပေါက်စေတာမို့ဖြစ်နိုင်ရင်ဒီခဲတစ်တာထဲထည့်ထားပါပြန်မနှွေးပါနဲ့တရက်နှစ်ရက်အတွင်းမစားနိုင်ရင်လွှင့်ပစ်ပါနံပါတ်2ကတော့ဟင်းနုနွယ်မှာ nitrate ဓာတ်ပါဝင်ပြီးပြန်နှွေးလိုက်ရင် nitrate ဓာတ်ဆင်အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ဒီဓာတ်ဟာကင်ဆာဖြစ်စေနိုင်တဲ့အတွက်ဟင်းနုနွယ်ကိုပြန်နှွေးစားခြင်းကိုရှောင်ကြဉ်သင့်ပါတယ်ဟင်းနုနွယ်ကိုချက်ပြုတ်ပြီးချင်းစားသုံးသင့်ပြီးကြံရှိတဲ့ဟင်းနုနွယ်ကိုပြန်နှွေးစားခြင်းကိုတော့ရှောင်ကြဉ်သင့်ပါတယ်ခင်ဗျာနံပါတ်3ဥအမျိုးမျိုးကြက်ဥဘဲဥကိုပရိုတင်းကျွဲဝတဲ့အာဟာရအရင်းအမြစ်တွေအဖြစ်အားထားကြပါတယ်ဒါပေမဲ့ပြုတ်ပြီးသားတော့မဟုတ်ချက်ပြီးသားကြက်ဥဘဲဥကိုခဏပြန်နှွေးရင်ကျန်းမာရေးအတွက်မကောင်းပါဘူးဒါကြောင့်ချက်ပြီးပြုတ်ပြီးရင်အကြာကြီးမထားပါနဲ့ပြန်မနှွေးပါနဲ့ပရိုတင်းများတဲ့အစားအစာမှာနိုက်ထရိုဂျင်တွေများတာကြောင့်ကျန်နေရင်မနှွေးပဲအေးတာစားလိုက်ပါနံပါတ်4အသားတွေကိုပြန်နှွေးစားရင်ပရိုတင်းဓာတ်တွေပျက်စီးပြီးအစာချေစနစ်ကိုထိခိုက်စေနိုင်ပါတယ်အထူးသဖြင့်ကြက်သားနဲ့အမဲသားတို့ကိုပြန်နှွေးစားရင်အနံ့ဆိုးထွက်ပြီးအစာအိမ်ကိုဒုက္ခပေးနိုင်ပါတယ်အသားတွေကိုပြန်နှွေးစားရင်ဘက်တီးရီးယားပိုးမွှားတွေပေါက်ပွားနိုင်တာကြောင့်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်နံပါတ်5ထမင်းဒီစရင်းမှာထမင်းလည်းပါတယ်ဆိုလို့မန်းဩသွားပါနဲ့ထမင်းချမ်းပြန်နှွေးစားရင်ကအစာအဆိပ်တင်စေနိုင်တယ်လို့အစားအစာဘေးကင်းရေးပညာရှင်တွေကသတိပေးထားပါတယ်။မစီလက်စီရီယက်လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့်ဖြစ်ပါတယ်။အပူပေးလိုက်ရင်ဒီဘက်တီးရီးယားကိုတေးစေနိုင်ပေမဲ့အစာအဆိပ်တင်စေနိုင်တဲ့ပိုးမွှားတွေကိုတော့ခြံရိပ်ခဲ့နိုင်ပါတယ်။သမင်းကိုပြန်အပူပေးပြီးအခန့်အပူချိန်မှာထားလိုက်တာနဲ့ပိုးတွေကပွားလာပြီးအစာအဆိပ်တင်ခြင်းဖြစ်စေနိုင်ပါတယ်